ကျောင်းကလူမိုက်ကောင်ကကျောင်းသူလေးတယောက်ပေါ်ကိုစားစရာတွေအကုန်တွန်းချပစ်လိုက်တဲ့ဘေးပတ်ဝန်းကျင်ကဘယ်သူမှတခွန်းမှမဟရဲကြဘူးအဲ့ဒီအချိန်မှာပဲအမြဲတမ်းအနိုင်ကျင့်ခံနေရပြီးအေးအေးဆေးဆေးနေတဲ့ကောင်လေးကစကားထွက်ပြောလာတယ်အဲ့ဒီလူမိုက်ကောင်ကြောင့်သူ့ထမင်းစားရတာနှောင့်ယှက်ဖြစ်ရတယ်လို့ပြောလိုက်တာပါလူမိုက်ကောင်ကဒေါသထွက်လုံးလို့ရေတောင်ရေကျင်သွားပြီးဂျက်ရေရှိတဲ့အထိရှောက်လာပြီးညနေချင်းဆိုင်အနီးကပ်လာအော်တော့တယ်ပြီးတော့ကျောင်းစင်းရင်ဘယ်မှမသွားဘဲဆောင်နေဖို့ချင်းချောက်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီလူမိုက်ကောင်မသိတာကတော့သူ့ရှိမှမတည့်ရက်နေတဲ့အေးဆေးလာကြီးဆိုတဲ့ကောင်လေးဟာတကယ်တော့ခိုင်းချုပ်ကြီးတယောက်ဖြစ်နေတာပါပဲဂျက်ကလူတိုင်းကြောက်ရွံ့ရတဲ့နာမည်ကြီးရာဇဝတ်ခိုင်းကောင်းဆောင်တူဖြစ်ပါတယ်အဲ့ဒီလူနဲ့တရက်မှာတော့ဂျက်တယောက်လမ်းဘေးမှာဖုန်းပြောနေတော့အပေါ်ကအဆောက်အုံပေါ်ကနေကောင်လေးတယောက်ပြုတ်တရက်ပြုတ်ကျလာပါတော့တယ်အဲ့ဒီကောင်လေးဟာဂျက်ရဲ့ကိုပေါ်ကိုတဲတဲမမတ်ပြုတ်ကျလာခဲ့တာပါဂျက်တတိယလာတဲ့အချိန်မှာတော့ဈေးရုံအိယာပေါ်ရောက်နေခဲ့ပြီးသူကဝေဝေဝါးဝါးနဲ့အခန်းထဲကနေရှောက်ထွက်လာတော့ဘေးကလူတွေအားလုံးကသူ့ကိုအတန်းပေါ်လို့ခေါ်နေကြတာကိုသတိထားမိသွားတယ်အဲ့ဒီနောက်ဘေးကန်းထဲကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့မူလခန္ဓာကိုယ်ကြီးလှဲလျောင်းနေတာကိုမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲလူတယောက်ကငါသားလေးလို့အော်ဟစ်ငိုယိုပြီးပြေးဝင်လာခဲ့တယ်ဂျက်တယောက်မှန်တဲ့ကိုကြည့်လိုက်တဲ့အခါမှာသူဟာအထက်တန်းကျောင်းသားလေးတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုတနည်းနည်းနဲ့ရောက်သွားမှန်းရိပ်မိလိုက်တော့တယ်ခန္ဓာကိုယ်ချင်းပြန်လဲလို့ရမလားဆိုပြီးအရာဝတ္ထုတွေနဲ့ဝင်တိုက်ကြည့်ပေမဲ့ဘယ်နှကြိမ်ပဲလို့ဘာမှထူးမလာခဲ့ဘူးအဲ့ဒီနောက်သူ့ဇနီးရှိတဲ့အိမ်ကိုပြန်သွားခဲ့ပေမဲ့ဇနီးဖြစ်သူကသူ့ကိုအိမ်တစ်ခုအောက်မိပြီးရဲတိုင်လိုက်တာကြောင့်ရဲစခန်းဖမ်းခံရတဲ့အထိဖြစ်သွားခဲ့တယ်အဆုံးသတ်မှာတော့အဲ့ဒီကျောင်းသားလေးရဲ့ဖခင်ဖြစ်သူရောက်လာပြီးရဲစခန်းကနေလာထုတ်သွားခဲ့ရတယ်အိမ်ရောက်တော့အဲ့ဒီဖေဖြစ်သူကသူ့ကျောင်းသားလေးအကြိုက်ဆုံးစားစရာတွေကိုတပြင်းတစ်စင်ချက်ပြုတ်ကျွေးမွေးရှာတယ်တကယ်တော့ဂျက်ခါတစ်တလုံးစီကြုံမုံတွေကိုလုံးဝမစားရတဲ့သူပါဒါပေမဲ့သူကဘာမှမစင်စားပဲတလုံးလောက်မြည်ကြည့်လိုက်မိတဲ့အချိန်မှာရုတ်တရက်ကဘာကြီးတစ်ခုလုံးချလဲသွားတယ်လို့ခံစားလိုက်ရတယ်ပြန်ပြီးတတိဝင်လာတဲ့အချိန်မှာတော့စပွဲပေါ်ကစားစရာတွေအကုန်ပြောင်းတလင်းခါသွားခဲ့ပြီးဂျက်ကိုယ်တိုင်တောင်ကြောင်းအန်းသွားခဲ့ရတယ်နောက်ရက်မှာတော့သူဟာအဲ့ဒီကျောင်းသားလေးဘာကြောင့်အဆောက်အုံပေါ်ကပြုတ်ကျရတယ်လဲဆိုတဲ့အမှန်တရားကိုစုံစမ်းဖို့ကျောင်းကိုပြန်သွားခဲ့တယ်အဲ့ဒီကျောင်းမှာတင်သူ့ဘေးနားကခုံဖော်ခုံဖက်ကောင်လေးနဲ့အဲ့ဒီကျောင်းသားလေးတို့နှစ်ယောက်စလုံးဟာလမ်းပြlunch လို့ခေါ်တဲ့အနိုင်ကျင့်တဲ့အုပ်စုရဲ့နှိမ့်ဆက်မှုကိုခံရမှန်းသိလိုက်ရတယ်တရက်မှာတော့ဂျက်ကအဲ့ဒီအုပ်စုကအန်နာဆိုတဲ့ကောင်မလေးကိုအနိုင်ကျင့်နေတာတွေ့တာနဲ့ဝင်သားပေးခဲ့တယ်အဲ့ဒီအခါလူမိုက်ကောင်ကကျောင်းစင်းရင်တွေ့မယ်လို့သူ့ကိုထပ်ပြီးချင်းချောက်ပြန်တယ်ကျောင်းစင်းတော့ဂျက်ကဂရီအတိုင်းလမ်းကြားထဲကိုသွားဆောင်နေခဲ့တယ်လူမိုက်ကောင်ကလက်ပါဖို့လှုပ်လိုက်တဲ့အချိန်မှာပဲဂျက်ကသူ့ခြေထောက်ကိုအားပြင်းပြင်းနဲ့ကန်ချလိုက်ပြီးဘားကိုဖျက်ရိုက်လိုက်ပါတော့တယ်လူမိုက်ကောင်ရဲ့တပည့်နှစ်ယောက်ကဝင်ကူဖို့လုပ်ပေမဲ့ဂျက်ကတစ်ချက်မှမဆိုင်မတွပဲအချိန်နဲ့တင်နှစ်ယောက်စလုံးကိုပညာပေးလိုက်ပြီးနေရာမှာတင်ငြိမ်းချသွားစေခဲ့တယ်သူတို့တွေဒေါသထွက်နေပေမဲ့ဘာမှမတက်နိုင်ခဲ့ကြဘူးဂျက်ရဲ့ဘေးခုံကကောင်လေးဆိုရင်ဒါတွေကိုကြည့်ပြီးပါဇက်ဟောင်းသားနဲ့အံ့ဩမင်တက်သွားခဲ့ရတယ်နောက်ရက်မှာတော့လူမိုက်ကောင်ကသူ့ဒေါသတွေကိုပုံချဖို့အတွက်ဂျက်ရဲ့ဘေးခုံကကောင်လေးကိုအိမ်သားထဲမှာထောင်ပိတ်ပြီးအနိုင်ကျင့်တော့တယ်ပြီးတော့အဆက်ခွဲဖို့အတွက်ဖုန်းနဲ့ဗီဒီယိုပါရိုက်နေခဲ့ဒါပါအဲ့ဒီအချိန်မှာပဲအိမ်သားတကားကြီးဝုန်းကန်နဲ့ပွင့်သွားပြီးဂျက်ရောက်လာခဲ့တယ်ဂျက်နဲ့သူ့ဘေးခုံကကောင်လေးတို့တကားဝမှာပိတ်မိမလို့ဖြစ်သွားပေမဲ့ဂျက်ကရှေ့ကိုအားနဲ့တိုးလိုက်တဲ့အခါမှာအနိုင်ကျင့်တဲ့အုပ်စုတစ်ခုလုံးကျန်းပြင်ပေါ်လဲပြိုကျကုန်နဲ့အဲ့ဒီနောက်ကျန်းပြင်ပေါ်ပြုတ်ကျသွားတဲ့လူမိုက်ကောင်ရဲ့ဖုန်းကိုဂျက်ကကောက်ယူလိုက်တယ်လူမိုက်ကောင်ကဖုန်းကိုလူဖို့ပြေးလာပေမဲ့ဂျက်ကဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါသူတို့အနိုင်ကျင့်ရိုက်နှက်ထားတဲ့ဓာတ်ပုံတွေကိုတွေ့သွားခဲ့တယ်လူမိုက်ကောင်ကဖုန်းကိုထက်လူဖို့စူးစမ်းတဲ့အချိန်မှာပဲဂျက်ကသူ့ဘားကိုဖြတ်ကနေနေအောင်ထပ်ရိုက်လိုက်ပြန်တယ်အိမ်ပြန်ရောက်တော့ဂျက်ကအဲ့ဒီဖုန်းကိုတေချာပြန်စစ်ဆေးကြည့်ရကနေမတော်တဆမှုဖြစ်တဲ့နေ့ကအဲ့ဒီကျောင်းသားလေးနဲ့အန်နာတို့ဟာအဆောက်အုံခေါင်မိုးပေါ်မှာအဲ့ဒီလူမိုက်ကောင်ရဲ့အနိုင်ကျင့်တာကိုခံခဲ့ရမှန်းသိလိုက်ရတယ်ကျောင်းသားလေးကတိုင်မှာချိတ်ထားတဲ့သူ့ရဲ့စနီကာဖက်နှက်ကိုလှမ်းယူဖို့စူးစမ်းရင်းခြေချော်ပြီးပြုတ်ကျသွားခဲ့တာဖြစ်ပြီးအဲ့ဒါကြောင့်ပဲသူတို့နှစ်ယောက်ခန္ဓာကိုယ်ချင်းလဲသွားခဲ့ရတာပါနောက်ရက်ကျောင်းစင်းချိန်မှာတော့ဂျက်တယောက်လမ်းပေါ်မှာအန်နာနဲ့သူမရဲ့မိခင်ဖြစ်သူတို့ကိုမတော်တဆဆုံးသွားအေးခဲ့တယ်အဲ့ဒီနောက်တစ်စက္ကန့်မှာတော့ဂျက်တယောက်စွန့်ပြီးတုံ့လောက်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့အန်နာရဲ့မိခင်ဟာတခြားသူမဟုတ်ပဲသူ့ရဲ့ပထမဆုံးအချစ်ဦးဖြစ်နေလို့ပါပဲ